တူကလေးကပူကျူရန်ကတဲကိုထဲမှာပဲပြုံးနဲ့နှစ်ပါးသွားကနိုင်လုံးကပြီးသွမပါကစွန်းရဲ့ပြုတ်ကလေးတူစရာတွေ့ရဖို့တခါရိုင်းနဲ့ထောက်ထားတဲ့ခဏီတဲကလေးကမခိုင်ပါထိုင်ငါငင်းငယ်ချမိမမပြောမူးလင်းတော့တခါဒီပန်းကလေးတွေကသာပရိယရဏဝန္တာရှာထွက်လာကလေး6ယောက်ကျွန်တော်နဲ့9ယောက်မိန်းမနဲ့သူပေါင်း10ယောက်ပါတွေ့ကတူကလေးကပူကျူရန်ကတဲကုန်ထဲမှာပဲပြုံးနဲ့နှစ်ပါးသွားကနိုင်လုံးကပြီးရေသွမပါကစွန်းရဲ့ပြုတ်ကလေးတူစရာတွေ့ရဖို့တခါရိုင်းနဲ့ထောက်ထားတဲ့ခဏီတဲကလေးကမခိုင်ပါထိုင်ငါငင်းငယ်ချမိမမပြောမူးလင်းတော့တခါဒီပန်းကလေးတွေကသာပရိယရဏဝန္တာရှာထွက်လာသိန်းဒီတဲကပေါက်ရင်တို့ဗျာမို့တကားဝဲကတိုက်ကြီးဆောက်လိုက်မှာစိတ်တန်ရတန်ကြက်တန်ဘလူးချန်ဒီတစ်သက်မှတော့ထင်တိုင်းသုံးဖို့တခါအင်းငါသမီးမရအတွက်ကဒီတစင်သာစိတ်တစင်သာကလေး6ယောက်အတွက်ကလူချင်းသာဝဲပေးမှာကျွန်တော်ကိုကြတော့ရက်စက်မညိုးရီထွက်ပစိုးလေးဒါစင်လိုက်ဝဲမှာဝင်း20ဘိုးသိန်းဒီတို့လူသိန်းစုကြီးနဲ့တိုးစမ်းပါလှုပ်ချင်ရအကုန်လုံးလုံးပြစ်မှာစိတ်ကူးရဲ့အရေးစိတ်ကူးရဲ့အရေးနေဝင်းငိမ့်မိုးချုံလို့ဖိုးတို့အိမ်ပြန်ရောက်ရင်ထိုင်ငါငင်းငယ်ချမိမမပြောမူးလင်းတော့တခါဒီပန်းကလေးတွေကသာပရိယတနာဝန္တာချထွက်လာ